သူများတကမိမိလျော့လျော့ရှိနေတဲ့အချိန်မှာသူများတကအပျော်ပါးတွေနဲ့အလုံးမလုံးပဲနဲ့မေမျောနေတဲ့အချိန်မှာမေလျော့မှုမရှိဘဲနဲ့စဉ်းစားဉာဏ်နဲ့ကြိုးစားသွားတဲ့ပုဂ္ဂိုလ်ဟာမေလျော့နေတဲ့ပုဂ္ဂိုလ်တွေကိုနောက်ချန်ထားရစ်ပြီးတော့ရှေ့တန်းကိုရောက်သွားတယ်ဒါရှင်းရှင်းလေးပဲလေအပျော်ပါးတွေကြားမှာပျော်လို့ပါလို့မပြီးနိုင်တဲ့ပုဂ္ဂိုလ်တွေပျော်ပါနေတဲ့အချိန်လေးမှာသူဟာနိုးနိုးကြားကြားနဲ့ကြိုးစားလိုက်တဲ့အခါမှာထိုပုဂ္ဂိုလ်တွေကိုခြံပစ်ခဲ့တယ်အောက်တန်းနောက်တန်းဘဝမှာခြံပစ်ခဲ့ပြီးရှေ့ကိုအများကြီးကြော့တက်သွားတယ်လို့သူပြောတယ်ထို့တူပဲသုတ်တေသူဘဟုစာကြောအများတကအိပ်ပျော်နေတဲ့အချိန်မှာနိုးနိုးကြားကြားကြိုးစားသွားတဲ့အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တယောက်ဟာအိပ်ပျော်နေသူတွေကိုနောက်ချန်ထားခဲ့ပြီးတော့သူဟာအထွတ်ထိပ်ကိုရောက်သွားတယ်ကြော့တက်သွားတယ်သူဆိုဥပမာပါနဲ့တူတော့ဆိုအပလတံဝတိကတ်တော်မြင်းတဲ့ကောင်ဟာမကြမ်းမမာလို့ပိန်ပြီးအားကုန်ပြီးချိနေနေတဲ့မြင်းကိုချမ်းမာအားကုန်မလားမရှိတဲ့မြင်းနောက်ချန်ရစ်တယ်သူကရှေ့ကိုအများကြီးရောက်သွားတယ်ဆိုရင်ဒီဥပမာလေးနဲ့ဟောတာအဲ့ဒါlevel အားလုံးအတွက်ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်အားလုံးအတွက်ဒီဆုံးမလမ်းညွှန်ချက်ဟာသုံးဝင်နေတယ်သုံးဝင်စီးပွားရေးလုပ်တဲ့လူတွေလည်းကြည့်မလားလူမှုရေးလုပ်တဲ့ပုဂ္ဂိုလ်တွေပဲကြည့်မလားပညာရေးကြိုးစားအထုတ်တဲ့ပညာသင်ကြားနေကြတဲ့ပုဂ္ဂိုလ်တွေတွင်မှာပဲကြည့်မလားဘယ်လုပ်လို့လူဘဝမှာလောက်ကင်ဆောင်ရွက်နေကြတဲ့ပုဂ္ဂိုလ်တွေဟာဒီဒေသနာတော်အရာအလုံးအကျုံးဝင်သွားတယ်ဆိုနော်မေ့လျော့သူနဲ့မမေ့လျော့သူမေ့လျော့သူကိုမမေ့လျော့သူကဖြတ်ကျော်သွားမယ်အိတ်နေသူနဲ့နိုးနေသူအိပ်ပျော်နေသူကိုနိုးနေသူကဖြတ်ကျော်ထားခဲ့မယ်နောက်ချန်ထားခဲ့တယ်ရှစ်တက်သွားမယ်ရာထူးကုန်သိစီစိန်ဥစ္စာအဖြစ်မြင်မာသွားမယ်